မာကဖယ်ရိုနာကိုလက်နဲ့ထိလိုက်ုံနဲ့တင်ပျောက်သွားတာမြင်တော့လက်အောင်ငယ်သားဝိုင်းစုမီတွေလည်းမကျေနပ်ပေမဲ့သူတို့ရှင်လို့မရဘူးဆိုတာသိပြီးထွက်ပြေးကုန်ကြတဲ့အတွက်အဲ့နေရာမှာနာမီတယောက်ပဲကြံနေခဲ့ပါတယ်ခုမာကနာမီကိုလည်းကောက်ရိုးထုတ်အဖွဲ့ဝင်မှန်သိနေပြီးမန်ကီတီလူဖီမှာအကိုရှိရဲဆိုတာတကယ်လားလို့မေးနေရုတ်တရက်သူ့ဘေးကိုရောက်လာတာမြင်တော့နာမီလည်းမလိမ်ရဲတော့ပဲလူဖီရဲ့အကိုက Ace ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ပြောနေခုမာကထပ်ပြောက်သွားကကျွန်းမော့ကိုအေးအေးဆေးဆေးရှောက်သွားတာကြောင့်နာမီလည်းအဲ့အကြောင်းလူဖီကိုပြောမှရမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပြီးအဲ့အချိန်လူဖီကတော့မိုရီယာကိုဖမ်းမိသွားပြီမြသူမိတာကမိုရီယာအစ်စ်မဟုတ်ပဲကိုပွားအရေးဒုပယ်မန်နဲ့လှည့်စားခံလိုက်ရတာဖြစ်ပါတယ်အရှိကရဲလိုက်စီကိုအေးအေးဆေးဆေးပြန်ထွက်သွားတော့လူဖီလည်းတောထဲမှာဘာမှမလုပ်နိုင်တော့ပဲကြံခဲ့ရပြီးသူ့သားမိုရီယာကိုအချိန်မီမပြေးနိုင်ရင်မနဲ့မိုးလင်းလို့နေထွက်လာတဲ့အခါအကုန်လုံးဒုက္ခရောက်တော့မယ်ဆိုတာကိုသတိရသွားခဲ့ပါတယ်ရဲလိုက်ဖက်မှာတော့တခြားသူတွေကလူဖီသူတို့အရေးတွေပြန်ယူပြီးတဲ့အထိစောင့်ကြည့်မိမြဇီရိုနဲ့စန်ဂျီကလက်မခံပဲဇီရိုကသူ့ရဲ့ဓာတ်အသစ်ကိုစန်ဂျီကိုသွားတောင်စိန်ခေါ်လိုက်တဲ့အတွက်အော့စကလည်းလက်ခံပြီးတက်ခိုက်လိုက်ပါတယ်အနက်ရောင်သားရှူဆူကတခြားဓာတ်တွေထက်တော်တော်လေးမာကျော်ပြီးအလေးချိန်စီးရမှုအုံပြုသူသာတန်ပါရင်အော့စရဲ့တက်ခိုက်မှုကိုတောင်ကာကွယ်လို့ရတဲ့အပြင်ဝါဒိုနဲ့ခီတက်စုရဲ့တက်ခိုက်မှုကိုပါဆုပ်ယူပြီးပိုအားကောင်းတဲ့တစ်ခုတည်းအဖြစ်ပိုင်းဖြတ်တတ်တာကိုသတိထားမိသွားပါတယ်ပြင်းရကတော့အတော်လေးကောင်းပြီမြအသားမကျသေးတဲ့အတွက်ကောင်းကောင်းမထိန်နိုင်ပြီပဲအော့စကလည်းသူ့ကိုခုတ်ဖို့ကြိုးစားတဲ့ဇီရိုကိုဇက်တိုက်လိုက်နေရကြောင်းရှောင်းရင်းနဲ့ပဲရှူဆူရဲ့အင်အားနဲ့လမ်းလွဲပေးလိုက်ရပါတယ်လဲကျနေကိုခုတ်ပိုင်းမှုစဉ်းစားလိုက်ပြီးမြလူဖီရဲ့အရေးကဘလို့ပုံစံပဲဖြစ်ဖြစ်တက်ခိုက်ဖို့အသင့်ဖြစ်နေတဲ့အတွက်အော့စ်လှုပ်ရှားပုံကိုခံမှန်းလို့မရပဲလှိမ့်မြန်မှုကြောင့်လည်းတခြားသူရဲ့တိုက်ကွက်တွေကိုပါအသာအရာရှောင်နိုင်နေရဖြစ်ပါတယ်အော့စ်ကိုအနိုင်ယူလိုက်ရင်တော့ပြန်ရမှာကလူဖီရဲ့အရေးတစ်ခုတည်းမို့မိုရီယာကိုလူဖီစော်ပြီးတဲ့အချိန်ထိစောင့်ဖို့ဥစပ်ကပြောပေမဲ့အခုအချိန်ထိသူတို့တွေကျုံးမမှာကြုံခဲ့ရတဲ့ကောင်တွေအကုန်လုံးကလှည့်စားတတ်တဲ့သူတွေကြီးပဲမို့လူဖီနဲ့ဘသူမှမျက်မျက်တတ်တိုက်ခိုက်မှာမဟုတ်ပဲအဲ့ကောင်ကလည်းအတော်လေးလှည့်စားဖို့လွယ်တဲ့သူဖြစ်တဲ့အတွက်တခုခုများလွယ်ပြီးမနဲ့မိုးလင်းသွားခဲ့ရင်သူရောစမ်းကြည့်ပါတိုက်ခိုက်လို့မရတော့ဘူးလို့ဇီရိုကပြောပြလိုက်ပါတယ်အဲ့ဒါကြောင့်အော့စ်ကိုသာအနိုင်ယူလိုက်ရင်လူဖီရဲ့အရေးကတော့ပြန်ရမှာမို့တကယ်လို့မိုးလင်းသွားရင်တော့ကြံတဲ့ကိစ္စကိုလူဖီနဲ့လွှဲထားလို့ရတဲ့အတွက်သူတို့ကအနိုင်ယူမှရမယ်လို့ပြောလိုက်တော့သဘောပေါက်သွားကြပြီမိုးလင်းမိုးကလည်းမိနစ်30လောက်ပဲကြံတော့တဲ့အတွက်ဒီကောင်ကြီးကိုအမှောက်သိမ်းမှဖြစ်တော့မယ်ဆိုတာကိုသိသွားကြပါတယ်အဲ့အချိန်တင်မော်ကြီးတစ်ခုလုံးကနောက်တစ်ချိန်တုံးခါလာပြီးအော့စ်ကမြင်းငယ်လို့ထူးဆန်းတဲ့ရေစီကြောင်နဲ့ရောက်သွားတဲ့သူရီလာဘက်က Florian Triangle တွေကနေထွက်မိသွားတာကြောင့်ကောင်းကင်မှာမြူတစ်စက်မှမရှိတော့ပဲမိုးလင်းမြူကိုအားကိုးမယ်ဆိုတဲ့အတွေးတွေပါညောင်းနေရောက်သွားကြပါတယ်အရှိပြန်ရောက်သွားတဲ့ရဲလိုက်ထဲမှာတော့မိုရီယာနဲ့ခုမာကတွေ့ဆုံနေကြပြီးခုမာကဝါလော့ထွေထဲမှာတော့အစိုးရပြောတဲ့အတိုင်းတသွေးမတိန်လှုပ်တတ်တဲ့တယောက်တည်းသောသူမို့အခုလည်းအစိုးရခိုင်းလို့မိုရီယာစီရောက်လာတာဖြစ်ပြီးခရကိုတိုင်းမရှိတော့လို့လစ်လက်သွားတဲ့ဝါလော့နေရာအတွက်နောက်တစ်ယောက်ကိုရွေးချယ်ပြီးဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်သူ့နာမည်က Marshall D. Teach လို့ခေါ်ပြီးအများစုကတော့ Black Bear လို့သိကြပြီမြသူ့ကိုအရင်ကဝရမ်းစုလက်ထုတ်ထားတာမျိုးလုံးဝမရှိပဲအခုမှအတော်လေးအင်အားကြီးလာတဲ့သူဖြစ်တဲ့အကြောင်းပြပြလိုက်တဲ့အပြင်အခုတစ်ခေါက်အစိုးရဘက်ကစိတ်ချနေရကအဲ့အတွက်မဟုတ်ပဲ Ennis Lobby ကိစ္စဖြစ်ပြီး Storehead Luffy တို့ Water 7ကနေ Fishman Island ကိုသွားရင်ဒီနေရာကိုရောက်နိုင်တယ်ဆိုတာသိလို့ခုမာကိုလွှတ်လိုက်တာဖြစ်ပါတယ်တနည်းအားဖြင့်သူတို့သာထရီလာဘက်ကိုရောက်ရင် Storehead Luffy က Crocodile လိုမျိုးနောက်ထပ်ဝါလော့တရက်ကိုဖြုတ်ချမှာစိုးရိမ်နေတာဖြစ်တဲ့အကြောင်းပြပြလိုက်တော့မိုရီယာကဒေါသထွက်သွားခဲ့ပြီးအဲ့လိုမလောက်လေးမလောက်စားပင်လေတများကသူ့ကိုရှင်းနိုင်မှာမဟုတ်ပဲခုမာကလည်းသူ့ကိုကူညီပေးစရာလုံးဝမလိုတဲ့အပြင်မကြခင်မှာ Storehead တစ်ဖွဲ့လုံးသူ့ရဲ့ဇွန်မီစစ်သားတွေဖြစ်ကုန်တော့မှလို့ပြန်ပြောလိုက်ပါတယ်မြူရီတစ်စမ်းမှမရှိတော့လို့ပို့ပြီးဒုက္ခရောက်သွားကြတော့အော့စ်ရဲ့ဘိုင်အတွင်းထင်းချုပ်ကန်ကနေမိုရီယာပေါ်လာတာကြောင့်လူဖီတော့တေချာပေါက်လှည့်စားခံလိုက်ရပြီဆိုတာကိုရိပ်မိသွားကြပြီးဇူမီရဲ့အာနယ်ချက်ကစားမို့လို့စားနေနေလေးနဲ့မရရင်သူတို့တွေထိန်းထားတော့အများကြီးရှာခဲ့ဖို့ဥစုပ်ကိုတာဝန်ပေးလိုက်ကြပါတယ်အဲ့ဒါကိုရိပ်မိရဲ့မိုရီယာကလည်းမိဖို့ကြောင့်စီသွားနေတဲ့ဥစုပ်ကိုတိုက်ခိုက်ခိုင်းလိုက်တော့ရုတ်တရက်စိတ်ပူမိသွားကြပြီမြအဲ့အချိန်စားထုတ်ကြီးနဲ့အတူရောက်လာတဲ့ဘရိုကဥစုပ်ကိုကကဲပေးလိုက်တဲ့အတွက်ကံကောင်းသွားခဲ့ပြီးအစကတော့အော့စ်ကငပိန်းမို့လို့အခြေအနေကောင်းပြီမြအခုကမိုရီယာပါလာပြီမို့လို့လှည့်စားတဲ့အကွက်တွေသုံးမရတော့ပဲဒီအတိုင်းတိုက်ခိုက်ကြရတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဥစပ်နဲ့ဖရန်ကီကအော့စ်ကိုမီးဆွဲအောင်လုပ်လိုက်ကြပြီးဇီရိုနဲ့ချိုပါကလည်းအနာကမျောစင်တစ်ခုကိုပိုင်းပေးလိုက်တဲ့အတွက်ပြုတ်ကျလာတဲ့အစိပ်ပိုင်းတွေကိုစန်းကြီးကကန်ထုတ်ပြီးတိုက်ခိုက်လို့ရသွားခဲ့ပါတယ်ဒါပေမဲ့နာကျင်မှုဆိုတာမရှိရဲ့ဆိုမီကပြန်ထိုးလိုက်တဲ့အတွက်သူတို့ပဲရှောင်လိုက်ရတော့မှာဥစပ်ကလည်းအေယာမလောက်လေးကခူအာကာတာကိုပြင်ဆင်နေရဖြစ်ပြီးပထမဆုံးအနေနဲ့ဖရန်ကီကိုပြစ်ထည့်လိုက်တော့စီကင်းတွေကိုတောင်လဲကျအောင်ဖောက်ခွဲနိုင်တဲ့ကြီးစံနဲ့မိုရီယာကိုစော်ဖို့စဉ်းစားလိုက်ပြီးမြလူဖီရဲ့အရှိကမယုံနိုင်လောက်အောင်ပျော့ပြောင်းတာမျိုးမထိလိုက်ပဲဖရန်ကီကပဲပထမဆုံးအနေနဲ့အသေးခံလိုက်ရပါတယ်မိုရီယာကမကျေနပ်သေးပဲအပိတိုင်နင်းတက်ဖို့လုပ်နေတော့တိမ်မဲတွေနဲ့အတူတန်နာဘောတန်ပူကပေါ်လာပြီးရုတ်တရက်ဓာတ်လိုက်သွားတာကြောင့်အဲ့ဒါကနာမီရဲ့လက်ချက်မှာရိပ်မိလိုက်ကြတဲ့အပြင်တရားဘောကနာမီကိုလည်းထုံးစံအတိုင်းစန်းကြီးရအရင်လှမ်းတွေးလိုက်ပါတယ်အဲ့တော့မှပဲသူတို့ရဲ့လမ်းပြမလေးကိုစိတ်ပူနေတဲ့စန်းကြီးကစိတ်အေးသွားခဲ့ရပြီးချက်ချင်းပြန်ထလာတဲ့အော့စ်ကသူ့လက်တီမရောက်နိုင်တဲ့အကွာဝေးကိုဂေါ်မူနိုးဆိုပြီးထိုးချလိုက်တော့ရုတ်တရက်လက်ကရှေ့ထွက်လာတာကိုမြင်လိုက်ကြရပါတယ်နာမီကိုတော့ရိုဘင်ရဲ့ကယ်လိုက်လို့ဘာမှမဖြစ်သွားပြီမြအစကမရှေ့ထွက်နိုင်တဲ့အော့စ်ရဲ့ခန္ဓာကိုယ်ကြောင့်အံ့ဩသွားရပြီးဒီလောကမှာရာဘာလူသားဆိုတာကတစ်ယောက်ပဲရှိရမို့မိုရီယာရဲ့လက်ချက်ဆိုတာကိုသိသွားကြပါတယ်အဲ့အချိန်တောထဲမှာရှောက်ပြေးနေတဲ့လူဖီကိုလူတအုပ်ကတားလိုက်ကြပြီးသူတို့ကလူဖီကိုစောင့်နေကြတာဖြစ်တဲ့အကြောင်းနဲ့လူတိုင်းကိုလက်ထက်ခွင့်တောင်းနေတဲ့ rolling ပင်လယ်တများလှူလာရဲ့လက်အောက်ငယ်သားတွေလို့ပြောပြကြပါတယ်ဂက်ကိုမိုရီယာကိုအနိုင်တိုက်ချင်သူတို့တွေလှုပ်ဝက်ချက်တစ်ခုကိုတီထားတာမို့လူဖီကိုပို့ပြီးတန်မအောင်လှုပ်ပေးနိုင်တယ်လို့ပြောတော့လူဖီလည်းစိတ်ဝင်စားသွားခဲ့ပြီးယောက်ျားတွေညီးနာကို4443ချိန်မြောက်ခံထားရတဲ့သူတို့ခေါင်းဆောင်လူလာကလူဖီကိုလည်းမြင်းမြင်းချင်းလက်ထက်ခွင့်တောင်းမိမဲ့4444ချိန်မြောက်အငင်းခံလိုက်ရပါတယ်
သူတို့တွေကလွန်ခဲ့တဲ့3နှစ်မိုရီယာစီမှာအရေးလူယူတာကိုခံလိုက်ရပြီးတဲ့နောက်တစ်တော်ထဲမှာပုံခုန်နေကြတဲ့သူတွေဖြစ်ပြီးလူဖီတို့မရောက်လာခင်အထိတီရီလာဘက်မှာဒီလောက်ထိအခြေအနေဆိုတာမမြင်ဘူးပဲမိုရီယာလက်အောက်ကခေါင်းဆောင်3ယောက်တောင်ရှုံးနေသွားတာမို့သူတို့ကလူဖီတို့တွေမိုရီယာကိုအနိုင်ရနိုင်ကြီးရှိရဆိုတာကိုသိသွားကြတာဖြစ်ပါတယ်မိုရီယာကအခုအော့စီရဲ့ဘိုက်ထဲမှာမို့လူဖီကိုတိုင်ရဲ့အရေးကိုအနိုင်မယူနိုင်ဘူးဆိုရင်အရေးတွေကပြန်ရလာမှာမဟုတ်ပဲအဲ့လိုအနိုင်ယူနိုင်မှုနီးလန်းကိုလည်းသူတို့သိရလို့ပြောရင်းနဲ့အရေးတစ်ခုကိုလူဖီကိုလည်းထည့်လိုက်ကြပါတယ်ဇွန်ဘီကိုစားကျွေးပြီးထွက်လာတဲ့အရေးကိုသူတို့လည်းနဲ့ဖမ်းလို့ရတာမို့အဲ့ဒီလှုပ်ဝက်ချက်ကိုသိခဲ့ရတာဖြစ်ပြီးအရေးဝင်သွားတဲ့လူဖီကိုလည်းဓာတ်သုံးနိုင်လားလို့မေးလိုက်တော့လူဖီကပုံမှန်ဆိုရင်လုံးဝဓာတ်နဲ့တက်ခိုက်လိမ့်မရှိပေမဲ့ဓာတ်တက်လက်လည်းသူ့စီပစ်ပေးလိုက်ရောလှိမ့်မြန်စွာနဲ့တစ်ပင်တစ်ပင်ကိုပိုင်းချလိုက်ပါတယ်လူဖီတောင်မှသူ့ဓာတ်ကိုက်နိုင်နေဆိုတာမသိလို့ထူးဆန်းနေပြီးလူလာကတော့လူဖီရဲ့ခန္ဓာကိုယ်နဲ့ထည့်လိုက်တဲ့အရေးကရေတက်ရဲ့ထူးချွတ်တဲ့ဓာတ်သမားတစ်ယောက်မို့အဲ့လိုသုံးနိုင်သွားတာဖြစ်တဲ့အပြင်ထည့်လိုက်တဲ့အရေးတိုင်းရဲ့တက်ခိုက်နိုင်စွမ်းကိုအဲ့လိုမျိုးခဏတာအသုံးပြုနိုင်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်ဒါပေမဲ့အရေးဖက်နှစ်ခုထည့်လို့ရတယ်ဆိုတာကတော့လက်ခံတဲ့သူရဲ့အသိစိတ်တန်မာမှုနဲ့တက်ဆိုင်တာမို့ခံနိုင်ရင်ထက်ကြော်ပြီးထည့်မိရင်သတိလစ်သွားနိုင်တဲ့အကြောင်းရှင်းပြလိုက်ကြပြီးသူတို့ရဲ့အရေးတွေကိုပြန်ရနုံနုံနဲ့ဇူမီတွေကိုဖမ်းကတက်ဆင်ပေးခဲ့တာမို့အဲ့လောက်ထိအရေးတွေစုထားနိုင်ခဲ့တာလို့ပြလိုက်ကြပါတယ်အရေးကအလောင်းကောင်တွေကိုဝင်ဇူမီဖြစ်ပေမဲ့ဝိညာဉ်ရှိပြီးသားသူရဲ့ခန္ဓာကိုယ်ထဲမှာတော့အချိန်အကြာကြီးနေမှာမဟုတ်ပဲပြန်ထွက်သွားဖို့အများဆုံးမှ10မိနစ်လောက်ပဲကြာတဲ့အပြင်သူတို့ကအရေး3ခုလောက်ပဲထည့်နိုင်ပြီမဲ့လူဖီတာဆိုရင်တော့အယောက်30လောက်ထည့်နိုင်တာမို့မိုးမလင်းငယ်အနိုင်တိုက်ရမယ်လို့သတိပေးလိုက်ကြပါတယ်အဲ့လိုနဲ့အရေးတွေတစ်ခုပြီးတစ်ခုထည့်ရင်မယုံနိုင်လောက်အောင်လူဖီရဲ့စိတ်တက်ကတန်မာတဲ့အတွက်အရေးပေါင်း100စာသူတို့မှရှိသမျှအကုန်လုံးဝင်သွားခဲ့ပြီးလူဖီရဲ့ပုံစံကလည်းအရင်နဲ့မတူတော့ပဲအင်အားအပြည့်နဲ့တက်ခတ်ချင်စိတ်ရှိနေရမို့နိုင်မဲလူဖီလိုပါနာမည်ပေးလိုက်ကြပါတယ်တစ်ဖက်မှာလည်းအော့စီရဲ့ခန္ဓာကိုယ်ကရှေ့ထွက်လာတာကြောင့်ပို့ပြီးတော့ရင်ဆိုင်ရခတ်သွားကြပြီးအဲ့လိုရှေ့ထွက်နိုင်တာကအော့စီရဲ့အစွမ်းမဟုတ်ပဲတာမန်ဆိုရင်ခန္ဓာကိုယ်နဲ့အရေးဟာလုံးဝတူညီနေရမို့ခန္ဓာကိုယ်ရဲ့ပုံစံပြောင်းတဲ့အတိုင်းအရေးကတပုံစံနဲ့လိုက်ပြောင်းလဲတာဖြစ်ပါတယ်ဒါပေမဲ့မိုရီယာကအော့စီရဲ့အရေးတဲ့သူ့ရဲ့ကိုယ်ပါဒိုဘယ်မန်ကိုထည့်ပြီးအရေးကိုသူ့အလိုရှိတဲ့ပုံစံပြောင်းလဲခိုင်းတာမို့ရလက်အနေနဲ့ခန္ဓာကိုယ်ကပါတူအောင်လိုက်ပြောင်းတာဖြစ်ပြီးမိုရီယာကအော့စီရဲ့အရေးကိုရှေ့အောင်ဆွဲဆန့်လိုက်လို့သာအော့စီရဲ့လက်တွေကလည်းအရေးနဲ့ထပ်တူလိုက်ပြီးရှေ့ထွက်လာတာဖြစ်ပါတယ်တာမန်လူသားဆိုရင်တော့မခံနိုင်လောက်တဲ့နာကျင်မှုကိုဖြစ်ပေါ်နိုင်ပြီမဲ့ဇူမီဖြစ်နေလို့အယိုးကျိုးတာကွေးတာဆန့်တာတွေကိုလုံးဝမခံစားရပဲဥပမာအနေနဲ့မိုရီယာကအရေးကိုလုံးပြလိုက်တော့အော့စီရဲ့တကူလုံးဘောလုံးလိုဖြစ်သွားတာကိုတွေ့လိုက်ကြပါတယ်ဘရုတ်ကပြေးရင်းသွားရင်းနဲ့သူ့လှုပ်ချင်တာကိုပြောပြလိုက်တော့နာမီရောဘင်နဲ့ဥစပတိုကကူညီပေးလိုက်ကြပြီးခူအာကာတာရဲ့ပြအားနဲ့ရောဘင်ကလှည့်ပေးလိုက်တဲ့အပြင်နာမီရဲ့လျှက်စီးကိုပါဖြစ်သွားတာကြောင့်အယိုးပဲရှိရဲ့ဘရုတ်ကလျှက်စစ်မြားတစ်စင်းလို့အော့စီရဲ့လက်မောင်းကိုဖောက်သွားခဲ့ပါတယ်ဒါပေမဲ့ထုံးစံအတိုင်းလုံးဝမနာပဲဖရန်ကီနီတူဘရုတ်ကပါချိန်မုံခံလိုက်ရပြီးသူတို့ရဲ့တိုက်ခိုက်မှုတွေကမတိုးတာကြောင့်အော့စကထွက်ပြေးတဲ့ကောင်တွေကိုဂေါ်မူနိုဘာစုကနဲ့လှမ်းတိုက်ပြီးမြဲလက်တွေကရှေ့ထွက်မလာတော့ပဲရောဘင်ကအရေးကိုထိန်းချုပ်နေတဲ့မိုရီယာကိုသူ့အစွမ်းနဲ့ချုပ်ထားလိုက်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မိုရီယာကဒိုဘယ်မန်ရဲ့လင်းလုံးတွေနဲ့ရောဘင်စီကိုဥတီတိုက်ခိုက်လိုက်ပြီးမြဲရောဘင်ကချုပ်ထားတဲ့လက်တွေကိုလုံးဝမလွတ်ပြီးပဲသူ့နောက်ကိုမိုရီယာရဲ့အရေးရောက်လာတာတော့သူ့ကိုယ်သူကာကွယ်မဲ့အစားဖမ်းချုပ်ထားတဲ့မိုရီယာရဲ့လက်ပင်ကိုချိုးချလိုက်ပါတယ်ဒါပေမဲ့မိုရီယာရဲ့အရေးအစွမ်းကသူ့ရဲ့ကိုယ်ပါဒိုဘယ်မန်နဲ့ကြိုက်တဲ့အချိန်နေရာလဲလို့ရတာမို့ရောဘင်ဆက်ချိုးလိုက်တာကမိုရီယာမဟုတ်ပဲအရေးဖြစ်နေပြီးအစ်စ်အနေနဲ့ရောဘင်ရဲ့အရေးကပါမိုရီယာလက်ထဲမှာဘယ်သူမှမမိခင်ဖျက်တောက်ခံလိုက်ရတဲ့အတွက်စမ်းကြည့်လေဒေါသမီတွေနဲ့အတူ Diable Chamber ကိုထုတ်သုံးလိုက်ပါတယ်ဒါကတော့ One Piece အပိုင်း138ဖြစ်ပြီးအပိုင်း139ကိုနောက်နေ့မှာတင်ပေးတော့မှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်